တောင်းမယ်နဲ့တောင်းမယ်နဲ့မကျင်နိုင်လည်းထိုးလို့ရတယ် ဟုတ်ကဲ့ပါမင်းကဘာလဲကွာငါ့ကိုလည်းအရင်တိုက်သေးတယ်မင်းကမတောင်းမှန်တဲ့ပြင်ငါ့ကိုဘာလာဖြဲနေရလားဟုတ်တယ်ဗျာခင်ဗျာကျင်နေလားမင်းကငါတကယ်ကြီးညီဖြစ်နေလို့လျှော်ပေးတာနော်အလေမလို့ဘူးခင်ဗျာစားကြည့်လားစားကြည့်ခင်ဗျာလာခဲ့လိုက်ညီလေးဘာဖြစ်ဟဲ့ဇင်းမင်းကြီးအရင်ရိုင်းနေနော်ငါ့ကိုဝင်လဲတိုက်သေးတယ်ဒီကောင်မတောင်းမှန်တဲ့ပြင်ငါ့ကိုဘာလာဖြဲနေ ဟာညီလေးကမင်းကိုတဲ့အကျိုးအဲ့လိုမပြောဘူးလေကွာညီလေးကပြန်တော့မှန်လေ โอเคတောင်းမယ်နဲ့မကျင်နိုင်လည်းထိုးလို့ရတယ် ကြားရတော့ရောက်စမလို့ဘောနာကွာရောက်ကိုပြန်တော့ ready ပဲနော်ဟဲ့လို့ ready ပဲခင်ဗျာထိုးရင်ရတယ် ပြန်တော့လို့တကယ်ကြီးငါတောင်းမှမှာလေကွာငါညီကနည်းနည်းလေးရိုင်းနေကွာ ဟာကွာအဲ့ဒါနည်းနည်းလေးရိုင်းတာလား ဟေးဟုတ်တယ်မင်းအရာဆိုအထက်ပို့ဆိုးတယ်နော်ကဲပြောစမ်းမအောင်ကွာမင်းကဘယ်လိုဖြစ်လို့ကောက်အောင်မှာ ငါလည်းရောင်းချင်လို့ရောင်းရတာမဟုတ်ဘူးတာကြီးကငါပတ်စံကြက်တဲနေလို့ရောင်းရမှာအဲ့တော့မင်းမဝယ်လဲရှိရင်ငါ့ကိုချိတ်ပေးရော အေးပါငါတကယ်လို့ဝယ်လိုက်ဒီမှာရှိတယ်ဆိုတော့ငါချိတ်ပေးမယ် ဩဒါနဲ့မင်းပေးရကောင်လေးကမင်းပြောနေမင်းညီလေးဆိုတာလား အေးဟုတ်တယ်လေဒါငါ့ညီလေး အားရောရှောလာပဲကွာညီလေးကိုပြောပြရမယ်နော်ညီလေးကိုကိုကြီးရဲ့ညီလေးအရင်တယောက်လိုသဘောထားပြီးပြောပြတာစိတ်လိတ်ကြီးကိုးရနေညီလေးအဲ့ဒါကြီးချောက်မလို့နဲ့မကောင်းဘူးကွာနော်ညီလေးကိုကြီးကစိတ်သားနဲ့ပြောပြရနော်ညီလေး ကျုပ်ပတ်စံနဲ့ကျုပ်လို့လားခင်ဗျားနဲ့ပါဆိုင်ရော ကိုယ့်ရဲ့အကျိုးအဲ့လိုမပြောဘူးလေကွာကြီး तू ကမင်းကိုကောင်းစေခြင်းလို့ပြောတာလေဟုတ်ကဲ့ပါလို့ပြောလိုက်လေ ဟုတ်ကဲ့ပါမင်းကတော်တော်ရိုင်းတဲ့ကောင်ပဲကွာမင်းကစကားကုန်ပဲပြောမှာကွာမင်းရဲ့ရိုင်းတဲ့အကျင့်ကိုပြင်မပြင်ဘူးဆိုရင်မင်းငားရင်မောဆင်းတော့မင်းငါပြောကြားရတယ်ဟုတ်ကဲ့မရော What the fuck, bro? ဟာကျွန်တော်တစ်သလုံးနဲ့ရင်ကျေးလာမှာကောမဟုတ်ပါဘူးကွာ